ရွာသူတို့ရဲ့အကျင့်နည်းနဲ့ထင်တိုင်းလို့ထင်တိုင်းကျဲပြီးအကြောင်းကျိုးအကောင်းဆုံးအမှန်မှန်မသိခဲ့တဲ့ဟာဒီအခုပယ်လဲပြီးတော့အကြောင်းကျိုးအကောင်းဆုံးရုပ်တဘာဝနံတဘာဝပေါ်မှာအမှန်တရားတွေမြင်သွားပြီဝိဇ္ဇာဥဒ္ဒပါတိသကုံဥဒ္ဒပါတိပညာဥဒ္ဒပါတိဝိဇ္ဇာဥဒ္ဒပါတိအာလောကုဥဒ္ဒပါတိလောကမှာရှိတဲ့ဘောဓိပက္ခိယတရား39ပါးနဲ့39ပါးနဲ့မကြင့်မကြံတဲ့တတ္တဝါတိုင်းမသိတဲ့လောကတကြီးတစ်ခုဒုက္ခကြီးခန္ဓာကိုယ်မှာရှိပါလျက်နဲ့နော်မီးတောက်တဲ့ကျမ်းမှာမီးမပူဘဲနဲ့အေးနေတဲ့လောကကြီးတစ်ခုကိုတွေ့သွားတာဒါအာလောကုဥဒ္ဒပါတိဒါဓာတ်တစ်လုံးပေါ်ကနေပြီးတော့ရရှိတဲ့အကျိုးတရားဆရာမှန်နဲ့နီးမှန်လမ်းမှန်နဲ့ကျင့်တဲ့အကျိုးတရားဘောဓိပက္ခိယတရား39ပါးဝင်မုံနော်တရားကုံတော်အရာလဲမှန်ကန်မုံနော်ဓမ္မစကြာအရာလဲမှန်ကန်မုံတွေ့လာပြီနော်ဓာတ်တစ်လုံးပေါ်ကနေလူဘိန်းလူစိမ့်တို့ဒုတိယအဆင့်တက်ပုံဒါပေမဲ့ဒီလိုကျင့်ကြံခဲ့ရတာဒီဓာတ်တစ်လုံးပေါ်ကနေဝေဒနာတစ်လုံးရက်ပုံဟာဘယ်လောက်တိအောင်ကျင့်ကြံခဲ့ရလဲဆိုဒကာကြီးတို့အခုဒကာဒကမတွေယဟန်နေသီလရှင်နေတရားစထိုင်ပြီးဆိုတဲ့ခန္ဓာ၅ပါးယုံနဲ့နှစ်ပါးကိုမြတ်စွာဘုရားလှူခဲ့ရတယ်နော်ဒါနပါရမီအာနာပါနကမ္မဋ္ဌာန်းနဲ့ဝင်လေသည်ထွက်လေသည်ထိတာသည်ဓာတ်တစ်လုံးပေါ်မှာဟုတ်လားဓာတ်တစ်လုံးပေါ်မှာသတိထားအာနာပါနကမ္မဋ္ဌာန်းမှာသတိထားပြီးတော့ပြန့်လွင့်တဲ့စိတ်တွေမပြန့်လွင့်အောင်နော်ယုံကြည်ကံကြည်လှုပ်ခြင်းတဲ့စိတ်တွေမယုံအောင်ထိမ့်သိမ်းလာတာဒီဒါသီလပါရမီပါပဲဒီဝေဒနာတော့မဆုံးဆုံးအောင်ဒီကမ္မဋ္ဌာန်းတော့မပေါက်ပေါက်အောင်ဆရာခိုင်းတဲ့တိုင်မရောက်အောင်လုပ်မယ်3နာရီနဲ့ရမလား4နာရီနဲ့ရမလား3နာရီနဲ့ရအောင်လုပ်မယ်ဆို3နာရီနဲ့အဋိဌံထားပြီးထိုင်တယ်4နာရီနဲ့ရအောင်လုပ်မယ်ဆို4နာရီထားပြီးအဋိဌံပါအဋိဌံထားပြီးထိုင်တယ်ဒါအဋိဌံပါရမီပဲငါဆရာပြောတဲ့တိုင်မရောက်အောင်မပေါက်ပေါက်အောင်လုပ်မယ်ဟုတ်လားဆရာပြည့်လူရင်းတိုင်းနဲ့ငါတိတိကျကျလိုက်နာမယ်ဒါသစ္စာပါရမီပဲဓာတ်ကြီးလေးပါဝေနာတက်လာတယ်ပထမတော့ဘယ်ရမလဲမခံနိုင်ဘူးပေါ့ဒါမခံနိုင်တဲ့ဟာကိုပဲခံနိုင်အောင်သိခံပြီးတော့တခါတည်းမွေးမြူပြီးတော့ကျင့်လာတဲ့တကြောင်ခန္တီပါရမီလေးရတော့အခုတရားထိုင်တဲ့ပုဂ္ဂိုလ်ကြီးလောကလူကလူသူကြိုက်ဒီလူဒါလက်ဖိတ်တိုင်းထိုင်ခြင်းဗီဒီယိုကြည့်ခြင်းဟာလားလောင်ကစားကြည့်ခြင်းပြောခြင်းပါခြင်းတငယ်ချင်းပေါင်းတဲ့လမ်းလျှောက်ခြင်းစီးပွားရေးလူမှုရေးပညာရေးတွေအားလုံးကိုစွန့်လွတ်ပြီးတော့ထွက်ခဲ့ရတဲ့ကြောင်ဒါနေခမပါရမီနဲ့ပါပါတယ်အဲဒီလိုမိမိရဲ့တရားထိုင်တဲ့အခါမှာမိမိရဲ့ရတဲ့ရတိုက်တဲ့အခွင့်အရေးအကျိုးအမြတ်တွေကိုမလုံရှားတော့ပဲနဲ့အဲ့ဒါတွေအကုန်လုံးဥပိ္ပခာချခဲ့တာကာမရာဂဗျာပါဒအကုန်လုံးជីဝိုင်းလူမျိုးကိစ္စတွေအကုန်လုံးပြစ်ပယ်ခဲ့တာဒါဥပိ္ပခာပါရမီဒီအချိန်မှာဘယ်တော့ပဲရခြင်းရမရခြင်းလည်းနေပါစေတော့ငါဒါတွေအကုန်လုံးဥပိ္ပခာထားလိုက်တော့မယ်ငါတရားပဲရအောင်ရှာတော့မယ်ဆိုပြီးတော့လူစိတ်မွေးမြူပြီးတော့တရားထိုင်ရတဲ့ကြောင့်ဥပိ္ပခာပါရမီပါတယ်မေတ္တာပါရမီလူတရားထိုင်တဲ့ကမှချင်းတို့မင်းတို့မဲ့တို့ယင်းတို့ရဘိုးတို့ပြောစီတို့ကြိုက်မယ်အဲ့လိုကြိုက်ပါဆိုလဲ2နာရီ3နာရီအဋိဌံအတွင်းမှာငါမပြုတ်ပြင်တော့ဘူးဟလာဒီတတ္တဝါတွေကိုငါမေတ္တာနဲ့ထားပြီးတော့ပဲနေတော့မယ်ဆိုပြီးတော့ပုတ်ချင်းဖယ်ချင်းမလုပ်ဘဲနဲ့နေတာဒါမေတ္တာပါရမီပဲပညာပါရမီဆရာပြောတဲ့အတိုင်းဟလာကျင့်ကြံကြိုးကိုအားထုတ်ရတဲ့အတွက်ကြောင့်ဒါဆရာရဲ့ပြီးလိုက်တဲ့သင်ညာကိုမိမိအနေနဲ့ခန္ဓာမှာပညာအဖြစ်ပြန်လဲသုံးချရတဲ့အတွက်ကြောင့်မိမိတို့ရဲ့ဒုက္ခဒေါမနတစေတနာတွေချုပ်ပြီးတော့ဝိညာတဏှာတွေရပ်သွားရင်ဒါပညာပါရမီရပြီဒီလိုလုပ်တာလည်းတက်တာနဲ့လုပ်လို့မရဘူးဟလာမိမိရဲ့အလုပ်ပေါ်မှာတထိုင်နဲ့မရ2ထိုင်2နာရီနဲ့မရ3နာရီ3နာရီနဲ့မရ4နာရီအဲ့လိုဝရိယထားပြီးတော့ကြည်ညံတိုးကိုအားထုတ်ရတဲ့ကြောင့်ဝရိယပါရမီလည်းပြည့်စုံမှလည်းဒီတတ်တလုံးဘဝကနေတဏှာရပ်မှာပါအခုတတ်တလုံးဘဝကနေတဏှာရပ်ခဲ့ပုံကလည်းပါရမီအားဖြင့်ဖြည့်ရမယ်ဆိုလည်းပါရမီ10ပါးဖြည့်ကြတာနဲ့အတူတူပဲတကယ်တမ်းကျတော့ဒီတရားထိုင်နေဆိုတာနော်တဏှာကြီးနဲ့မရပါဘူးတဏှာကြီးဆိုတာကစိတ်ကလေးတွေဖန်တော့ထိန်တော့ဟုတ်လားဘာနဲ့တူလဲဆိုရင်လောကဥပမာပြောမယ်ဆိုရင်တမန်သမားပြောသလိုပေါ့ဒီခီးရောက်တော့ဒီခီးလောက်ကတော့ခတ်ကွင်းပြင်လောက်ပဲရှိပါသေးတယ်တမန်မခသေးဘူးသူခတ်ကွင်းပြင်နေတာနဲ့တစ်ဖားလုံးခီးရောက်ပါအခုလည်းဒီလိုပဲတဏှာကြီးလောက်ကတော့ခတ်ကွင်းပြင်လောက်ပဲရှိဦးမှာဘာမှမဖြစ်သေးဘူးတဏှာကြီးလောက်နဲ့ထိုင်ဒီကြတဲ့အခါကြိုက်တယ်ဆိုပြင်ကျင်နေဆိုလည်းပြင်သေကန်ဒီအဲ့ပုဂ္ဂိုလ်ကြီးမပြင်နိုင်တော့ဘူးသေကန်ဒီ1နာရီ2နာရီ3နာရီခံစားမဲ့ဝေဒနာမကြောနိုင်တော့ဘူးအဲ့ကြလို့ရှိရင်ကောင်းမသေးရဘဲနဲ့သိုးဝါးသေးရလို့ရှိရင်သေချင်းစိုးနဲ့သေမှာတော့သေကြတယ်ဒါကြောင့်မလို့မိမိတို့ရဲ့သက္ကာဒိဋ္ဌိတဏှာဥပါဒဏ်တွေကိုလည်းဒီဓာတ်တလုံးဘဝကနေပယ်ပုံဒါကြီးလည်းသိခဲ့ပြီအဲ့တော့ရုပ်ပေါ်ကနေဝေဒနာရပ်သွားဝေဒနာတွေရပ်သွားတဲ့အခါကျတော့ဓာတ်ကြီးလေးပါဝေဒနာဘယ်လောက်ပဲတက်ချင်တဲ့လောက်တက်ပြီ
တက်တဲ့ဝေဒနာရုပ်မှာပဲသူထားတယ်နာမကူတော့ရုပ်ဝေဒနာကိုရုပ်ဝေဒနာနဲ့ရပ်ထားတယ်နာမကူတော့ဒါရုပ်ဝေဒနာကိုရပ်တဲ့အပိုင်းလူဘိန်းလူစိမ့်တို့ဒုတိယအဆင့်တက်လာဖို့ဒါအသေးစိတ်လက္ခဏာကုမုံကုနီးရှုပုံရှုနည်းဥပမာဥပမေရတော့ဒါနောက်မှတခဏအခုကတော့လက္ခဏာနဲ့ဉာဏ်စဉ်ဒါကြတဲ့အဆင့်လိုက်တက်လာပုံပေါ့အခုပထမဆုံးဇန်နဲ့ဝေဒနာကိုပဲပုံဒုတိယကဘုံရနေချပြီးတော့ဝေဒနာကိုခွာပုံတတိယကဟာလားနာမောကနေပြီးတော့ဝေဒနာတဏှာရပ်ပုံအခုတော့စိတ်ကလေးကစင်ကြယ်လာတယ်စင်ကြယ်ပဲနဲ့တကယ်မစင်ကြယ်သေးဘူးဒါမှမဟုတ်သီလဝိသုဒ္ဓိအဓိသီလအဓိသီလသီလဝိသုဒ္ဓိစိတ်တတတိစိတ်တဝိသုဒ္ဓိဘိုင်းကိုမရောက်သေးဘူးဝေဒနာတဏှာကြံနေသေးတယ်ဘာဖြစ်လို့လဲဆိုတော့ဝေဒနာကိုခွာထားတာပဲရှိသေးတယ်အပြီးပိုင်မတတ်သေးဘူးအပြီးပိုင်မသေးသေးတဲ့ကြောင့်တဏှာမသေးသေးဘူးမိမိရဲ့စေတနာနဲ့ခွာထားတယ်ခွာထားတဲ့အတွက်ကြောင့်လွတ်တာတကယ်လို့မခွာနိုင်ရင်မလွတ်သေးဘူးအဲ့ဒါကြောင့်မလို့အကြောင်းမချုပ်သေးတဲ့အတွက်ကြောင့်အကျိုးလည်းမချုပ်သေးဘူးအကြောင်းအကျိုးချုပ်မှဝိညာဏတဏှာပြတ်ဒါကြောင့်မလို့ဝိညာဏတဏှာရပ်ပြီးတော့ပြင်ရက်တဲ့ခါကျတော့ဘလို့သိပါလဲပထမအဆင့်ကတော့ဇန်နဲ့စိတ်ပြောင်းပြီးသိတယ်ဝိညာဉ်သွားသိတဲ့စိတ်ရင်ဆင်းရဲတယ်နာသီဝကိုပြောင်းသိရင်ဆင်းရဲတာချုပ်တယ်လို့အဲ့တော့ဆင်းရဲတာချမ်းသာသည်ရုပ်မဟုတ်စိတ်ကြောင်းလို့အာနာပါနကဇန်နဲ့သိခဲ့ပြီအခုဒုတိယအဆင့်ကျတော့ပြောင်းယူစရာမလိုဘဲနဲ့ဘုံရနေပြီးတော့ဟာလားဘောဓိပက္ခိယ138ပါးနဲ့ဖြည့်ချင်းစီးပူလိုက်တဲ့ခါကျတော့ဝိညာဏတဏှာရပ်သွားရက်လဲရပ်သွားရုပ်မှာတက်တဲ့ဓာတ်ကြီးလေးပါဝေဒနာရှိပြီးတော့မိမိစိတ်မစင်းရဘူးဩရုပ်တက်နေတဲ့ကြိုက်တဲ့ခဲတဲ့ထုံနေခြင်းနဲ့တို့ဖြစ်နေတဲ့ဓာတ်ကြီးလေးပါရဲ့သူ့သဘောသူ့ဆောင်ရှိနေတာတော့မှန်ပြီးတော့သူ့မှာဆင်းရဲတာမရှိငါစိတ်ကလေးကလွတ်နေတော့ချမ်းသာတယ်စိတ်ကြောင့်သာလျှင်ဆင်းရဲချမ်းသာရှိပါလားငါဘဝင်ဇောချတာပြီးတော့ရုပ်ကိုခွာထားခဲ့တာနော်ဒီစိတ်ကချမ်းသာပြီးလွတ်နေပါလားအဲ့လိုလွတ်တဲ့သဘောလေးကနေပြီးတော့ရုပ်ဝေဒနာကိုကြည့်တဲ့ခါကျကြိုက်တာတွေလည်းရှိတယ်ခဲတာတွေလည်းရှိတယ်ထုံတာတွေလည်းရှိတယ်ကျင်တာတွေလည်းရှိတယ်တက်တာတွေလည်းရှိတယ်ပူတာတွေလည်းရှိတယ်မကြည့်မဆန့်ဘူးမကြည့်မဆန့်ကြိုက်တာလည်းရှိတယ်အဲ့လောက်ရှိပါတော့လည်းပဲမိမိစိတ်ကလေးကလွတ်နေတော့ချမ်းသာတယ်အော်အဲ့တော့ချမ်းသာတဲ့ဆင်းရဲတယ်ဆိုတာစိတ်ပဲရုပ်မဟုတ်ဘူးလို့သင်သိတယ်အဲ့တော့အာနာပါနဇာနဲ့တစ်ခါသိခဲ့တယ်စိတ်ကြောင့်ပဲဖြစ်တယ်လို့သိခဲ့တယ်ရုပ်မဟုတ်ဘူးလို့သိခဲ့တယ်အခုဒုတိယတစ်ခါဘုံရနေခွာပြီးတော့ရုပ်ကြောင့်မဟုတ်ဘူးစိတ်ကြောင့်ပဲဆိုတာဒုတိယချိန်ပို့ပြီးအားတက်လာတယ်ဒါတက်ဝေဒနာခွာရှုပြီးတဲ့အခါကျတော့ဝေဒနာကိုကတ်ရှုတယ်နီးဝေဒနာကိုကတ်ရှုတယ်ဆိုတာကခွာရှုတော့လည်းကိုသိခဲ့ပြီးပြီဟဲ့လားစိတ်ကြောင့်ဖြစ်တာပဲရုပ်ဆိုတာဖောက်ပြန်နေတဲ့သဘောဘာမှမဆိုင်မသိတာပဲသူဟာဆင်းရဲအောင်ချမ်းသာအောင်လုပ်တတ်တဲ့သဘောမရှိစိတ်ကတော့ဆင်းရဲတာချမ်းသာတာပဲရှိတယ်လို့ဟဲ့လားဇန်နဲ့လည်းသိခဲ့ပြီးပြီအခုတကဝေဒနာဘုံရနေခွာတဲ့နည်းလည်းသိခဲ့ပြီးပြီအဲ့တော့ရုပ်ဆိုတာဖောက်ပြန်တတ်တဲ့သဘောပဲရှိတယ်ဆင်းရဲတာချမ်းသာအောင်ဆင်းရဲအောင်ချမ်းသာအောင်လုပ်တတ်တဲ့သဘောမရှိဘူးသူသည်ဖောက်ပြန်တဲ့သဘောပဲအစဉ်ရှိနေတယ်ဆိုတာသိပြီးတော့ရုပ်ဆိုတာမသိဘူးဆိုတာဒီနေရာမှာပညာရှိတွေပြောနေကြတယ်ရုပ်ဆိုတာမသိဘူးမိမိတို့အခုတရားကျင့်တဲ့အခါကျတော့ရုပ်ဝေဒနာကိုကြည့်ပြီးတော့ဒီရုပ်ကြီးကကြိုက်တယ်ဒီရုပ်ကြီးကခဲတယ်ဒီရုပ်ကြီးကနားတယ်ဒီရုပ်ကြီးကအောင်းတယ်ဒီရုပ်တွေကြိုက်တာခဲတာထုံတာကျင်တာကြောင့်ဟာဒီလိုအကြောင်းချနေကြအဲ့လိုကြတော့ဒါအဝိဇ္ဇာခေါ်တယ်မသိတာကအဝိဇ္ဇာရုပ်ကြောင့်ဖြစ်တယ်လို့မှားယူလိုက်တာကဥပါဒံအဲ့လိုမှားယူလိုက်တဲ့အခါကျတော့ငါရုပ်ကြီးလို့စွဲထားတဲ့တဏှာကဝင်လာအောင်တဏှာလဲဆိုတော့ငါရုပ်ကြီးဆိုတော့ငါနာမှာကြောက်တော့မနာအောင်ဘယ်လိုလုပ်မလဲဆိုတဲ့ဟာသင်္ခါရတွေကံဒီပေါ်လာတယ်ဒါအဝိဇ္ဇာတဏှာဥပါဒံကံဆိုတာအဝိဇ္ဇာကောင်းမယ်အခုဇန်နဲ့သိခဲ့ပြီးပြီဇန်နဲ့သိတော့ရုပ်ဆိုတာဒုက္ခဒုက္ခမပေးဘူးဒါကဘဝင်ချခွာရှုတဲ့ခါကျတော့ရုပ်ကဝေဒနာမချိမဆန့်တက်နေပြီနဲ့မိမိဘဝင်ကြပြီးစိတ်လွတ်နေလို့ရှိရင်ဒါလွတ်နေတယ်စိတ်လေးချမ်းသာပါတယ်ရုပ်ကတော့တင်းတာတောင်းတာထုံတာကျင်တာတွေရှိနေတယ်မချိမဆန့်တိုက်ခဲဝေဒနာတွေရှိနေတယ်ရှိတော့လေသူသည်သူ့လို့သူလုပ်နေတာသူ့မှာတာယာမှုရုပ်ကြီးမှာတာယာမှုမတာယာမှုမရှိဘူးဆိုတာသိသွားပြီဒီဒီခါကျတော့ထပ်စစ်တယ်ဝေဒနာဟာရုပ်ကပူရတင်းနဲ့တောင်းတယ်ဆိုတာရုပ်ကမသိဘူးဆိုလို့ရှိရင်ပူရတင်းနဲ့တောင်းတယ်ဆိုတာဘာလဲဒီလိုထပ်စစ်တယ်ဝိပဿနာဉာဏ်ဆိုတာထပ်စစ်ရတယ်နော်သမထနာဉာဏ်သမပဋ္ဌာန်ဆိုတာကလည်းထပ်စစ်ရတယ်အဲ့တော့ထပ်စစ်တဲ့အခါကျရုပ်ဆိုတာမသိဘူးရုပ်ဆိုတာကောင်းကျိုးဆိုးကျိုးမပေးဘူးလို့သိထားတယ်ရုပ်ဆိုတာမသိဘူးဆိုတဲ့သဘောရုပ်ဆိုတာအတိတရားမရှိဘူးလို့သိထားတယ်အဲ့ဒီလို့ဆိုရင်ပူရတင်းနဲ့တောင်းတယ်ထုံနေခြင်းနဲ့ကြိုက်တယ်ခဲတယ်အောင့်နဲ့ကြက်တယ်လို့ဖြစ်နေတာရုပ်လား
စိတ်လားလို့တခါသိကျင်မြန်တယ်အဲ့လိုသိကျင်တဲ့အခါကျတော့ဝေဒနာတစ်ခါပြန်ရှုရတယ်ဒါမှမဟုတ်တရားထိုင်တဲ့အခါမှာတဏှာကြီးနဲ့ထိုင်လို့ဝေဒနာပေါ်မှာမဟုတ်ဘူးနော်ဝေဒနာပေါ်အောင်ထိုင်ရတယ်ဘာဖြစ်လို့လဲဆိုတော့သောတာပန်ဒီဒုက္ခဝေဒနာဘောကနေပြီးတော့တဏှာပဲမှာတရားကံအနာကံဒီဒုက္ခဝေဒနာဘောကနေတဏှာပဲမယ်ယဟန္တာကဥပိ္ပခဝေဒနာဘောကနေတဏှာပဲမယ်အဲ့တော့သောတာပန်ဒီဒုက္ခဝေဒနာဘောကနေတဏှာပဲတယ်ဘာဖြစ်လို့လဲဆိုတော့ကာယကဒုက္ခဝေဒနာကနေပြီးတော့တဏှာကူးတဲ့အခါကျတော့စိတ်တသင်္ခါရစေတသိက်တွေဟာဖြစ်လာတယ်နော်အဲ့ဒီစိတ်တသင်္ခါရစေတသိက်ဒီဟာဘာအကျိုးပေးလဲဒုက္ခဒေါမနတတွေဖြစ်တဲ့အတွက်ကြောင့်အပေတွေကိုကြစေဒါကြောင့်မလို့သောတာပန်ဒီအပေတကားပိတ်တယ်ဆိုတာဘာကြောင့်ပိတ်ရတယ်လဲအပေကိုကြစေတဲ့နော်ဒုက္ခဒေါမနတကံဒီဖြစ်နေလို့အပေကိုကြတယ်ဒါပေမဲ့အပေကလာဆွဲတာလားမဟုတ်ဘူးမိမိရဲ့ဒိဋ္ဌိယူမှားမှုဟုတ်လားတဏှာဆိုတဲ့ကန့်ညီမှုသမုဒိယဆိုတဲ့တွေ့တာမှုဥပဒံကံဒီဖြစ်လာတဲ့ခါကျအဲ့ဥပဒံကံဘာအကျိုးပေးလဲဆိုတော့အပေလေးပါးကိုကြကိုကသွားခုံစင်းတာအဲ့ဒါကြောင့်မလို့အခုတခါရုပ်ကိုတခါပြန်စစ်တယ်နော်ရုပ်ကိုပြန်စစ်တယ်ရုပ်ကိုပြန်စစ်တဲ့ခါကျတော့မစစ်သေးမီဖြစ်လာတဲ့သဘောတစ်နာရီခွဲ2နာရီ3နာရီဒီလိုထိုင်တဲ့ခါကျတော့ဝေဒနာကိုတင်ရှုရတယ်နော်ကိုယ့်ကိုအရိယာဟုတ်မဟုတ်အဲ့ဒါလက္ခဏာတွေရတယ်မရဘူးဟုတ်မဟုတ်ဉာဏ်စဉ်တွေတက်တယ်မတက်ဘူးဟုတ်မဟုတ်သိကျင်ဘယ်သူမှသွားမမီနဲ့ဝေဒနာကိုလာမီနော်တစ်နာရီခွဲ2နာရီ2နာရီကနေ3နာရီဦးဇင်းတို့ယောဂီတွေဆိုရင်ဒါမဟာပလင်ဖျက်တိုင်းခေါ်တယ်မဟာပလင်တိအောင်ချိတ်တာဝေဒနာကိုအစွမ်းကုန်တင်ပေးတာဝေဒနာတဏှာကြံသေးလားဝေဒနာဘောကနေငါဆိုတဲ့တက္ကရာရှိသေးလားစစ်တာမှတ်တုံးကြီးပဲစစ်တာသူများတော့မမေးဘူးကိုယ်ခန္ဓာရောဝေဒနာကိုမေးရဝေဒနာကနေပြီးတော့တဏှာကူးနေပြီဆိုရင်ကြံနေသေးတယ်ဝေဒနာသည်တဏှာမကူးတော့ဘူးကံသင်္ခါရတွေချုပ်ပြီးတဏှာချုပ်နေပြီဆိုရင်ဒါဝေဒနာတဏှာပြတ်သွားပြီဆိုဒီနေ့မြတ်ဟာလားအပေတကားပိတ်သွားပြီအဲ့တော့တရားထိုင်နေဆိုတာကအပေတကားပိတ်ဖို့ကအရေးကြီးတယ်အထက်နေပါအောင်အောက်လုံအောင်ဖုံးဆိုတာနော်ကံသင်္ခါရတွေပြုကြတယ်ပုံညာပြီးသင်္ခါရတွေပြုကြတယ်လှူကြတယ်တန်းကြတယ်ဟာလားနတ်ပြည်ဗမာပြည်ရောက်ပါလို့ဤတို့မပိုင်ဘူးနော်အဲ့လိုကံသင်္ခါရတွေပြုပြီးတော့မပိုင်ဘူးအခုကပိုင်နိုင်အပေတကားပိတ်ခုနလိုပုံညာပြီးသင်္ခါရတွေပြုပြန်တော့လဲဟာလားအပေကြမဲ့လောဘဒေါသမောဟကြီးတော့ရင်ဝင်ပိုက်ထားတယ်ပူပြီးလို့တော့အလူတန်းတွေလုပ်ပြီးတော့ခါလူဖြစ်ရပါလို့လူချမ်းသာနတ်ပြည့်လို့နတ်ချမ်းသာဗမာချမ်းသာလို့ဆူတောင်းဒါပေမဲ့ကိုယ့်လက်ထဲမှာကအပေကြမဲ့ကိုယ်ရင်ဝင်ပိုက်ထားတာကအပေကြမဲ့လောဘစိတ်ဒေါသစိတ်မောဟစိတ်မာနစိတ်ကြီးကြီးကင်ထားတယ်ကာယကဒုက္ခဝေဒနာဘောကနေပြီးတော့တဏှာကူးနေတဲ့ဟာကိုမပယ်ထားဘူးဒါပေမဲ့ခုနပုံညာပြီးသင်္ခါရပြုတာကတော့ဘယ်တော့အခါဘယ်ကဘာကြမှာအကျိုးပေးမယ်တော့မသိဘူးဟလာလောလောဆယ်အနည်းဆက်ဆုံးဟလာဝေဒနာတဏှာကူးနေတဲ့တကြောင်ကံသင်္ခါရစေတနာတွေပေါ်ပြီးတော့အပယ်လေးပါကြဒါကြောင့်မို့လို့အထက်ကလူပြည်နတ်ပြည်ဗမာပြည်ဦးဇင်းတို့ကဒါအဓိကမထားဘူးအပေတကားပိတ်ဖို့သေချာဖို့ဒါကြောင့်မလို့ဝေဒနာတဏှာမကူအောင်လို့ဝေဒနာတဏှာကြီးကွ2နာရီ3နာရီဒီလိုထိုင်တာ3နာရီနဲ့မှမရရင်မဟာပလင်ချိတ်ဝေဒနာထပ်ဖို့ထပ်ထိုင်ဒီသာသနာမှာအပါဟာဒါလွတ်အောင်ယုံကျင်လို့နောင်သာသနာကိုမလိုချင်တော့ဘူးနောင်ဘဝဆိုတာမလိုချင်တော့ဘူးအာမမခံနိုင်ဘူးသာသနာနဲ့ကြုံမှုလဲကြုံချင်မှလဲကြုံမယ်သာသနာပေါ်ပြန်တော့လဲကိုကလူဖြစ်ချင်မှဖြစ်မယ်အဲ့ဒါကြောင့်မလို့ဒီသာသနာမှာအပြတ်ရှင်းတော့မယ်အပေတကားကိုအပိုင်ပိတ်တော့မယ်ဒါကြောင့်မလို့ဝေဒနာတဏှာရှိသေးလားဝေဒနာနဲ့ဒုက္ခဝေဒနာနဲ့တဏှာရှိသေးလားလို့ဒါစစ်တာအခုတော့တခါရုပ်ဆိုတာမသိဘူးဆိုလို့ရှိရင်ပူရတင်းတဲ့တောင်းတယ်လို့ဖြစ်နေတာဘယ်ဟာလဲနော်ဒါရင်ဘယ်ဟာဖြစ်နေတာလဲလို့ထပ်စစ်ခြင်းတဲ့အခါကျတော့အခုလိုပဲဝေဒနာတင်ထိုင်လိုက်တဲ့အခါကျတော့မခံစားတဲ့စိတ်မခံခြင်းတဲ့စိတ်ပြီးမခံခြင်းတဲ့စိတ်ဒါတွေဖြစ်လာပြီနော်လွတ်အောင်ယုံခြင်းတဲ့စိတ်လွတ်အောင်ယုံလို့တဲ့အကြံကြီးဘယ်လိုလွတ်ရင်ဘယ်လိုလုပ်လို့ရှိရင်လွတ်မလဲလို့ကြံလာပြီဒါတွေကဘာဖြစ်တာလဲဆိုလို့ရှိရင်ဒါအစွန်းနှစ်ပါးပဲဘာကြောင့်အစွန်းနှစ်ပါးလဲဆိုတော့အကြောင်းအကျိုးအကောင်းဆုံးကိုမသိယောဂီတဘာဝနန္တဘာဝလို့မသိအဲ့လိုမသိမှုအဝိဇ္ဇာကြောင့်ပေါ်လာတဲ့ဒါအစွန်းနှစ်ပါးဘာဖြစ်လို့လဲဆိုဒုက္ခဝေဒနာပေါ်လာပြီဆိုရင်ဟာလားဒုက္ခကိုမခံစားခြင်းတော့ဒုက္ခကိုပြန်တောင်းတခြင်းနဲ့စိတ်ကာမတုခလိကနိယောဂအဲ့လိုချမ်းသာအောင်လှုပ်လိုက်ရရင်ကောင်းမလားလှုပ်လိုက်ရင်တော့ချမ်းသာမယ်ဒူကောင်းလေးမလိုက်ရင်တော့ချမ်းသာမယ်တင်မလေးကြွလိုက်ရင်တော့ချမ်းသာမယ်အခုလိုပေါ့လေပြင်လိုက်လို့ရှိရင်ချမ်းသာမယ်လို့ထင်လို့လှုပ်လိုက်လို့ရှိရင်ဒါအတ္တကိလမထာနိယောဂနော်အခုတော့အစွန်းနှစ်ပါးပေါ်နေတယ်ဒါပေမဲ့ဒီအစွန်းနှစ်ပါးတွေဟာဘာဖြစ်လို့ပေါ်နေရလဲ
ငါယုတ်ကြီးရဲ့လို့ဆွဲလန်းထားတဲ့သက္ကာယငါကြီးငါလည်းငါကိုငါကောင်းငါယောက်ျားငါမိန်းမအဲ့လိုဆွဲလန်းထားတဲ့သက္ကာယရုပ်ပရမတ်ဓာတ်ပရမတ်သဘာဝလက္ခဏာမသိငါလည်းငါကြီးငါကိုငါကောင်းလို့ယူထားတဲ့ဒိဋ္ဌိအဲ့လိုယူဒိဋ္ဌိယူပြီးတဲ့နောက်ကနေအသိမ်းပေးနေပါလာပြီငါယုတ်ကြီးနာမှာကြောက်တယ်ဆိုတဲ့တဏှာနောက်ကနေကန့်ညီလာပြီတဏှာဆိုတဲ့တဏှာကန့်ညီလာသည်နဲ့မျှပြီးလာတယ်မပြီးဘူးဟုတ်လားကံသင်္ခါရတွေကံပြုတ်ပြီးသင်္ခါရအကြောင်းရှာပြီးလှောက်ကောင်းမလားပြင်ရကောင်းမလားနော်ဝေနာမခံနိုင်တဲ့ကကြောင့်စိတ်ကရုပ်ကိုညှစ်ထားကောင်းမလားစိတ်ကဘဝင်ချုပ်ထားကောင်းမလားစိတ်ကယုတ်ကြီးကိုတင်းထားကောင်းမလားစိတ်ကယုတ်ကြီးကိုပင့်ထားကောင်းမလားစိတ်ကယုတ်ကြီးကိုမထားရင်ကောင်းမလားဟုတ်လားပေထားရင်ကောင်းမလားကတ်ထားရင်ကောင်းမလားစိတ်နဲ့ဖြစ်ဒါရင်ဆရာကလည်း2 နာရီ 3 နာရီတွင်မှမလှုပ်အောင်မပြင်အောင်လို့ပြောထားတဲ့ခါကျတော့လှုပ်လို့ပြင်လို့လည်းမရတော့အထဲမှာလည်းအဖြေမတွေ့တဲ့ခါကျတော့အဲ့ဒါဒိဋ္ဌိတဏဥပါဒံကံသင်္ခါရဒါရီယာပြန်ချုပ်လို့ရင်ဒါသမုဒိယသစ္စာပဲအမှန်ကိုမသိတဲ့အတွက်ကြောင့်ခံစားနေရတာဒုက္ခသစ္စာပဲဒါသမုဒိယသစ္စာဒုက္ခသစ္စာတွေဒါဖြစ်နေပြီအဲ့ဒါတွေကဘာတွေနဲ့ရောဖြစ်နေလဲရွာသူတို့ရဲ့ဓလေ့အမှန်ကိုမသိအကြောင်းအကျိုးအကောင်းဆုံးကိုမသိပဲနဲ့အဲ့ဒါဖြစ်နေတဲ့ကံသင်္ခါရစေတနာတွေပါပဲအဲ့ဒါတွေကအဲ့တော့ဒီလိုဖြစ်နေတဲ့သဘောတရားတွေဟာနော်ငါဘယ်လိုလုပ်ရင်ရမလဲရုပ်ဆိုတာမသိဘူးဆိုလို့ရှိရင်တင်းတာတောင်းတာထုံတာကျင်တာကြိုက်တာခဲတာလို့စွဲထားတဲ့ဥစ္စာဘယ်မှာလဲတရေခံဆိုပြီးထက်ရှာအဲ့လိုထက်ရှိတဲ့အခါကျတော့ရုပ်ကြောင့်ဖြစ်နေတယ်လို့ထင်တယ်မသိသေးတော့အဝိဇ္ဇာဖုံးထားတဲ့အခါကျတော့ရုပ်ကြောင့်ဖြစ်နေတယ်လို့ထင်တယ်တစ်ဖက်ကပြန်ကြည့်တော့ရုပ်ကမသိတတ်ဘူးရုပ်ဆိုတာအသိတရားမရှိရုပ်ကပူတယ်လို့မပြောရုပ်ကတင်းတယ်လို့မပြောရုပ်ကတောင်းတယ်လို့မပြောရုပ်ကကြိုက်တယ်ခဲတယ်ကျင်တယ်လို့မပြောဘဲနဲ့ဘာဖြစ်လို့ပူတယ်တင်းတယ်တောင်းတယ်ကြိုက်တယ်ခဲတယ်လို့ဖြစ်နေရတာလဲဆိုတဲ့ဒီတရားခံဘာမှလဲလို့ရှားခြင်းနဲ့စိတ်ပေါ်လာအဲ့ဒါဘာလဲဆိုတော့သက္ခုကရဏီနော်မိမိရဲ့ရုပ်တည်နန်းဒီမသိတာသိတာဒီဘယ်သဘောဖြစ်နေတယ်လို့တခါပြန်ကြည့်တာအဲ့လိုပြန်ကြည့်တဲ့အခါကျတော့ဝေဒနာကနေပြီးတော့ကြိုက်တာခဲတာထုံတာကျင်တာဒီပေါ်မှာဒါကြောင့်ဖြစ်လာတဲ့စိတ်ကဒီပေါ်မှာပြန်စစ်မယ်ရုပ်ဆိုတာရုပ်ကပြောသလားဒါရင်ပြောတာသိနေတာဘယ်ဟာသိနေတာလဲဆိုတော့ရုပ်နဲ့မကင်းဘူးဆိုလို့ရှိရင်ဒီရုပ်ကိုပြန်စစ်ဒါသက္ကုကရဏီတမာဒိဋ္ဌိကလည်းမြင်တယ်နော်ဘယ်လိုမြင်လဲဟာလားဝေဒနာကိုဝေဒနာမှမသိရုပ်ကိုရုပ်မှမသိပူရတင်းနဲ့တောင်းတယ်ဆိုဘယ်မှမသိတော့သိအောင်ငါရှုမယ်ငါလွတ်အောင်ယုံကြည်တဲ့စိတ်သက်တာလို့တဲ့စိတ်သက်တာအောင်ကြံမဲ့စိတ်သက်တာကိုအားထုတ်စေတဲ့စိတ်ယုတ်ကြီးကိုနာမကြောက်လို့ပြပြနေတဲ့အယူဝါဒတွေငါမယူတော့ပဲနဲ့နော်တကယ်ရှိတကယ်သိတတ်တဲ့တကယ်ဖြစ်နေတဲ့သဘောတဘာဝပရမတ္ထဆက်ဆက်တီကိုပဲငါကြည့်တော့မယ်ယုတ်ဓမ္မနန္ဒမကိုပဲအမှန်ကိုသိတဲ့အယူပဲယူတော့မယ်လို့ဆုံးဖြတ်လိုက်တာတမာဒိဋ္ဌိတမာဒိဋ္ဌိယူတော့မယ်ဆိုတော့နေနေလို့ရလားမရဘူးဟာတမာသင်္ကပ္ပကျမ်းဘယ်လိုဖြစ်နေတာလဲငါဘယ်လိုလုပ်ရင်ကောင်းမလဲနော်ဒီတရားခံပူရတဲ့နဲ့တောင်းတဲ့ထုံနေခြင်းနဲ့ကြိုက်တယ်ခဲတယ်ဆိုတာဘယ်နေရာကပေါ်နေတာလဲဒီတရားခံဘာမှလဲလို့တခါရှားတာတမာသင်္ကပ္ပဘယ်လိုလုပ်ရင်ရရင်ကြံမလဲဒါပေမဲ့ဒီစိတ်ကဒီလိုဖြစ်နေတာရုပ်နဲ့အကြောင်းမကင်းမနဲ့ဖြစ်နေတာပဲအဲ့တော့ရုပ်ကိုစစ်ဆေးရင်ကောင်းမယ်တမာသင်္ကပ္ပအကျမ်းတမာသင်္ကပ္ပအကျမ်းတဲ့ကကြံအောင်နဲ့ပြီးလာတဲ့ကြံအောင်နဲ့မရသေးဘူးနော်တမာကမ္မန္တဆိုတာအလို့လို့တရားခံရှာမယ်ပေါ့တမာကမ္မန္တဆိုတာတရားခံရှာတာဒါပေမဲ့ရုပ်နဲ့မကင်းမနဲ့နော်ဖြစ်လာတဲ့စိတ်ဆိုတော့ရုပ်ပေါ်မှာပဲစစ်မယ်အဲ့တော့ရုပ်သူ့သဘောဘယ်လိုလဲလို့ငါကြည့်ရင်ကောင်းမယ်လို့ဒါကဆုံးဖြတ်ဒါတမာကမ္မန္တကနေပြီးတော့ဆုံးဖြတ်လိုက်တယ်ညာနာကရေဏီကလည်းသုံးတတ်တယ်ဟောရုပ်ဆိုတာမသိဘူးဆိုရင်ပူရတင်းနဲ့တောင်းနဲ့ထုံနေခြင်းနဲ့ကြိုက်တယ်ခဲတယ်အဲ့ရနေမခံတာဘူးမခံနိုင်ဘူးဆိုတာရုပ်နဲ့တော့မှီတော့ဖြစ်နေတာတော့မှန်တယ်ဒါပေမဲ့ရုပ်ထဲမှာရှိမရှိဒါရုပ်နဲ့တိုက်စစ်သေးမယ်လို့တခါလေညာနာကရေဏီကလည်းသုံးတတ်အဲ့တော့တမကမ္မန္တဆိုတာအလုံးလောက်ပြီကမ္မထမ်းပိုင်းဝင်လာပြီဘယ်လိုလုပ်မလဲရုပ်ကနေမှီပြီးဖြစ်လာတယ်ဆိုရင်ရုပ်ကိုထောက်မယ်ရုပ်ကိုပြန်ထောက်မယ်ရုပ်ကဖြစ်တယ်လို့ထင်ရင်ရုပ်မှရှိတယ်လို့ထင်နေတဲ့အတွက်ကြောင့်ကဲရုပ်ကိုစစ်မယ်ဆိုပြီးရုပ်ပေါ်မှာတတိထားလိုက်ဒါကသမာရင်တတိတံဘောဇဉ်နဲ့ပြောမှဆိုရင်ဒါတတိတံဘောဇဉ်နော်အဲ့ဒီတော့ရုပ်ပေါ်ကနေဘဲမှမပြန့်လွင့်အောင်ဒီစိတ်ကလေးဘဲမှမပြန့်လွင့်အောင်ပေါ်လာတဲ့ပူတဲ့ဘောတတိထားတင်းတဲ့ဘောတင်းတဲ့တတိထားတောင်းတဲ့ဘောတတိထားထုံတဲ့ဘောတတိထားပြီးတော့နေတာကတတိတံဘောဇဉ်နော်အဲ့ဒီကနေဘဲမှမပြန့်လွင့်အောင်ဒီစိတ်ကလေးကိုထိမ့်သိမ်းနေတာကဒါဝိတက်ကိုပယ်လိုက်ပြီအပြင်ပြနေတဲ့ဟိုညွတ်ဒီညွတ်ဟိုရောက်ဒီရောက်အဲ့လိုရောက်မဲ့ဝိတက်ကိုလည်းပယ်လိုက်ပြီဟုတ်လားအဲ့လိုပယ်လိုက်တဲ့
ပယ်ရတာကိုလည်းသူကအလုံးလောက်ရဒါကာယတတိဆိုတာကကာယအခုကိုယ်ပေါ်မှာဟာလားအာနာပါနကမ္မထံကဓာတ်ကြီးလေးပါမပေါ်ခင်ရရှုတဲ့ကမ္မထံဓာတ်ကြီးလေးပါဝေဒနာလည်းတက်လာတော့ကာယတတိပေါ်မှာအာနာပါနမှာမရှိတော့ဘူးဝေဒနာဝရောက်တော့ဝေဒနာတတိဝေဒနာဘောကနေပြီးပူတဲ့တင်းနဲ့တောင်းတဲ့ထုံးနေနေကြိုက်တဲ့ခဲ့တဲ့ရုပ်မှဖြစ်နေကြောင်းကာယတတိနော်ကာယတတိပဋ္ဌာန်ပဲရှိသေးကာယတတိထံပြီးတော့သူ့သဘောဘယ်လိုလဲအဲ့ဒီကနေမခံရင်ပဲခံစားနေတဲ့စိတ်ပူတဲ့တင်းနဲ့တောင်းတဲ့ထုံးနေနေကြိုက်တဲ့ခဲ့တဲ့ဖြစ်နေရုပ်ဆိုတာမသိဘဲနဲ့ဒီစိတ်တွေပေါ်လာတာရုပ်ထဲမှာရှိသလားလို့စစ်ဆေးခြင်းနဲ့စိတ်ပေါ်လာတော့အဲ့ရုပ်ကိုတတိထားရတယ်ရုပ်ကိုထောက်လိုက်နော်ဒါတမကမန္တအလုံးလုံးပြီးအဲ့ရုပ်ပေါ်မှာတတိထားနေတာမပြတ်လို့ထိန်းသိမ်းထားရတာလေဒါသီလပိုင်းပဲဒါသီလနဲ့ပြောလို့ဆိုဒါသီလပိုင်းဝေဒနာတတိနော်ဝေဒနာသီလဝေဒနာသမารိဝေဒနာပညာအဲ့တော့အခုပိုင်းကဝေဒနာတတိဝေဒနာသီလနော်အဲ့ဒါပဲရှိသေးတယ်သူ့ကိုမစစ်ဆေးရသေးဘူးအဲ့တော့တမာရိတမသင်္ကပ္ပလည်းကြံပြီးပြီတမကမ္မန္တစစ်ဆေးပြီရုပ်ပေါ်တစ်ခါတည်းတတိတစ်လုံးထောက်တဲ့အခါမှာလောလောဆယ်အဖြေမတွေ့သေးဘူးမတွေ့သေးတော့ရုပ်ပေါ်မှာတတိထားတော့မှရှိသေးတယ်အဲ့လိုတတိထားနေတဲ့အခါဝေဒနာလည်းပူပြီးတက်လာတဲ့အခါကျတော့မခံကြီးနဲ့ဇောတွေတက်လာနော်လှုပ်ခြင်းနဲ့စိတ်တန်သင်္ခါရတွေကပြုတ်နေသေးတယ်အဲ့ဒါတွေကိုလည်းဒါရိုးနဲ့မရတော့ဘူးနော်ဘုံ၅ပါးတင်ရတော့မယ်နော်သရာဘုရားတင်ရတော့မယ်ဒီရုပ်ထဲကိုကာယတတိငါထားမယ်ထားတဲ့တတိပေါ်နေသူ့သဘောဘယ်လိုလဲလို့ငါကြည့်မယ်မခံနိုင်တဲ့ဈာမခံခြင်းတဲ့ဈာလှုပ်ခြင်းဖြုတ်ခြင်းတဲ့ဈာတွေကနေပဲငါရောက်အောင်လုပ်မယ်ဆိုတဲ့နော်ဒီပေါ်မှာရုပ်ပေါ်မှာသေချာရှာလို့ရှိရင်အဖြေတွေ့မှာပဲဆိုတဲ့ယုံကြည်ချက်သရာထားပြီးတော့ဘူတင်ရတယ်ဘူသရာဘူတင်ပြရတယ်အဲ့ရနေပြီးတော့သရာဘူထားနေရလားမပြည့်စုံသေးဘူးရုပ်ကာယတတိဓာတ်တစ်လုံးပေါ်မှာအစဉ်သိနေအောင်လို့ဝရိယစိုက်ထားနေရတယ်နော်အဲ့ဒါဝရိယဖို့ထားဒုက္ခဂျာရရနေပြီးတော့တခါဓာတ်တစ်လုံးပေါ်မှာရှုနေရတာနော်ဝရိယထားနေရမယ်အဲ့ဒီပေါ်ဝရိယထားပြီးတော့ဓာတ်တစ်လုံးပေါ်သတိထားရတယ်သတိကလည်းရိုးထားလို့မရတော့ဘူးနောက်ကလည်းအနှောက်အယှက်တွေရှိနေတယ်လှုပ်ခြင်းဖြုတ်ခြင်းပေးခြင်းကတ်ခြင်းယုံခြင်းနဲ့စိတ်တွေဒီစိတ်တွေရဲ့အနှောက်အယှက်ဂျာရရဒါတွေကိုသိခံနေရတယ်သိခံပြီးတော့မှဟလာရုပ်ပေါ်မှာဟလာပြန်ပြီးတော့စစ်ဆေးနေတယ်စစ်ဆေးနေတဲ့ဂျာရရနေပြီးတော့သတိပူထားရတယ်ရိုးသတိနဲ့ထားလို့မရတော့ဘူးသတိလည်းဗုဒ္ဓပြရတတိပို့ထားပြီးတော့ရုပ်ပေါ်တိုင်းဒီပူရာပေါ်ပူတဲ့ပေါ်မှာတတိထားပူရာအစပူရာလဲပူရာအဆုံးတင်းနာအစတင်းနာလဲတင်းနာအဆုံးတောင်းနာအစတောင်းနာလဲတောင်းနာအဆုံးပေါ်မှာတခါတည်းအစဉ်သိသိသွားတာကဒီပေါ်မှာတမာတိဝေနာတမာတိဖြစ်သွားပြီနော်ဒါတမာတိဖြစ်လာပြီအဲ့လိုတမာတိဖြစ်လာတဲ့ခါကျမှသက္ကုကရဏီသုံးသတ်တည်နေတဲ့ဓာတ်တစ်လုံးပေါ်မှာတခါတည်းသုံးသတ်မြင်အောင်ကြည့်တယ်ဘယ်လိုကြည့်တယ်ဓာတ်ဤပရမတ်သဘောသူဓာတ်ဤပေါ်ပြနေတဲ့သဘောနော်ရုပ်ကြောင့်ဖြစ်တယ်ဆိုရင်ရုပ်ဘက်ကကြည့်ကိုယ်ဘက်ကမကြည့်ဘဲနဲ့ရုပ်ထဲမှာဒီဓာတ်တွေကပူရတင်းနဲ့တောင်းတယ်ဆိုတာဒီရုပ်ကြီးမှရှိတာလားအဲ့လိုဆိုရင်ပူရတင်းနဲ့တောင်းတယ်လို့သိနေတဲ့ရုပ်ပေါ်မှာတမာတမာရီကတည်ထားပြီတမာကမ္မန္တအလုံးလုံးနေရနော်ကြံတဲ့အတိုင်းဟလာဓာတ်ပေါ်မှာရှုရင်တော့ရမှာပဲလို့တမာသင်္ကပ္ပကြံတဲ့အတိုင်းတမာကမ္မန္တအလုံးလုံးရအဲ့မှာတမာတမာရီကတည်ထားရမယ်တမာသီလတွေဆောင်ထည့်ရမယ်ဘုံ၅ပါးထားရမယ်အဲ့ဒီမှာလှုပ်ခြင်းဖြုတ်ခြင်းပေးခြင်းကတ်ခြင်းယုံကြည်တဲ့စိတ်ဇောတွေဆောင်လာတဲ့ရုပ်အိန္ဒြေပြက်လာမယ်ဆိုလို့ရှိရင်အိန္ဒြေထည့်ရမယ်ဟာလားသက္ကုအိန္ဒြေသောတာအိန္ဒြေဟာလားမနိန္ဒြေကာအိန္ဒြေစသည်ဖြင့်အိန္ဒြေမလုံလို့ရှိရင်လည်းဒါဓာတ်ပေါ်မှာတမာတိမတည်နိုင်ဘူးဒါလို့အိန္ဒြေ၅ပါးလည်းပြည့်စုံအောင်ဘုံ၅ပါးလည်းပြည့်စုံအောင်အိဋ္ဌိပတ်တရားကိုခြံထားလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒုက္ခဝေဒနာဂျာရရနေပြီးတော့ဒီလက္ခဏာဒီသဘောကိုငါမြင်အောင်ရှုမယ်ဆိုတဲ့မြင်လို့ခြင်းနဲ့သန္ဓေတိပတ်အဲ့ဒီဘုံမှာဝရိယထားနေတဲ့ဝရိယတိတိပတ်ဟာလားအိဋ္ဌိပတ်တရား၄ပါးဟာလားစိတ်တိတိပတ်စိတ်ကလည်းဟာလားမဖြစ်မနေငါကြိုးစားမယ်ဒီလက္ခဏာမပေါ်ပေါ်ငါတွေ့အောင်ရှုမယ်ဆိုတဲ့စိတ်ကလည်းပြင်းထန်အဲ့ဒီအိဋ္ဌိပတ်တရား၄ပါးကလည်းခြံထားခဲ့လို့မရဘူးဒါတွေအကုန်လုံးပုံပေါ်ထည့်ရတာဒီဓာတ်တစ်လုံးပေါ်ကနေရင်းပြီးတော့ဘောဓိပက္ခိယတရား38ပါးကိုဓာတ်တစ်လုံးပေါ်မှာအပင်စိုက်နေရသစ္စာဉာဏ်ကြည့်သူ့သဘောဘယ်လိုလဲနော်အဲ့တော့ရုပ်ဘက်ကနေပြီးတော့ရုပ်ရဲ့ပေါ်ပြနေတဲ့သဘောတက်တက်ကလေးသူ့ဘက်ကနေကြည့်သူ့သဘောလေးကိုကြည့်ဓာတ်တစ်လုံးပေါ်မှာတည်တယ်စင်းရဲကြတဲ့ကနေပြီးတော့ဟလာဒီဓာတ်တစ်လုံးကိုသေးသေးချာချာတမာတိထိထားရတယ်သေးချာအောင်စိုက်ထားရတယ်သေးချာဝရိယထားရတယ်သေးချာဝရိယထားပြီးတော့တမာတိကိုထူထောင်ရတယ်အဲ့ရနေဥပဒနာကံသင်္ခါရဖြစ်လာတဲ့အာတွေကိုလည်းတတိယပယ်ရတယ်အဲ့လိုမှမပယ်ထားလို့ရှိရင်လည်းဓာတ်ဤလက္ခဏာဓာတ်ဤပရမတ္ထသဘောဓာတ်ဘက်မှာရှိတဲ့ဟာလားပူရတင်းနဲ့တောင်းတဲ့ထုံနေခြင်းနဲ့ကြိုက်တဲ့ခဲတဲ့လို့
ဖြစ်နေတဲ့သဘောတရားတွေဟာဓာတ်ပေါ်မှာရှိတာကိုသိကျင်တဲ့အတွက်ကြောင့်သူ့ကိုအနှောက်အယှက်ဖြစ်စေတဲ့ဟာလားအဝိဇ္ဇာတဏှာဥပါဒံကံတွေကိုဖြစ်နေတဲ့သမှုရိယကိုပယ်ပေးရအဲ့တော့ဓာတ်တစ်လုံးမှာကြည့်ရနေဒီစိတ်တွေပေါ်လာတာဒီငါယုတ်ကြီးလို့တွေ့တာမှုလို့သမှုရိယသစ္စာအမှန်ပဲငါယုတ်ကြီးတွေ့တာတဲ့အတွက်ကြောင့်ငါဆင်းရဲနေရတာဒုက္ခသစ္စာလည်းအမှန်ပဲသစ္စာနှစ်ပါးပဲရသေးတယ်အဲ့တော့မှတတိထားပြီးတော့တမာတိတရားကြိုးစားတဲ့ကြောင့်ဒါဘောဇင်အပြင်ပြောမှဆိုလို့ရှိရင်လည်းဒါတတိတံဘောဇင်တတိထားနေရတာတတိတံဘောဇင်ဒီဘောဓာတ်တစ်လုံးပေါ်တတိထားနေရတယ်တတိတံဘောဇင်နဲ့ဓာတ်တစ်လုံးပေါ်မှာတတိထားရတယ်တတိထားရင်ထိုင်ရနေပေါ်လာတဲ့ဓာတ်လက္ခဏာသဘောကိုသိချရှုတယ်ရှုရသူ့သဘောဘယ်လိုလဲလို့ကြည့်တယ်ကြည့်တဲ့အခါကျဓာတ်ဒီသူ့သဘောအတိုင်တက်ကလေးကြည့်တဲ့အခါကျတော့ဟုတ်လားဓာတ်ကဖောက်ပြန်နေတဲ့သဘောလေးလဲမြင်လာတော့ဩငါဘက်ကနေသွားကြည့်လို့ရှိရင်ပူတယ်တင်းနဲ့တောင်းနေလို့ဖြစ်နေပါလားရုပ်ပရမတက်တဲ့သဘောလေးကြည့်တဲ့အခါမှာသူဒီသူ့လို့သူလုပ်ပြီးသူအစဉ်ပြောင်းလဲပြီးဖော်ပြခါများလေးရှိပါလားလို့သဘောကျလားဓမ္မရဲ့သဘောတရားဓမ္မဝိဇ္ဇာတန်ဘောစဉ်ဟုတ်လားအဲ့လိုတန်ဘောစဉ်ဓမ္မဝိဇ္ဇာတန်ဘောစဉ်အဲ့ဒီကနေပြီးပီတိတန်ဘောစဉ်ရုပ်ရည်ဓာတ်တစ်လုံးပေါ်ရှုရတဲ့ပုံမှာသူကသဘောကျလာတယ်ရုပ်ပရမဖောက်ပြန်တဲ့သဘောလေးကိုကြည့်ပြီးတော့သူကပီတိဖြစ်လာတယ်ဒါဇိုင်က၅ပါးတည်းပြောမှဆိုလို့ရှိရင်လေအဲ့ဓာတ်တစ်လုံးပေါ်နေမပြန့်လင်းအောင်ဒါလည်းပြန့်နေတဲ့စိတ်ကိုပယ်ရဝိတ္တတိကိုပယ်ရတာဒါပထမဇန်အဝိဇ္ဇာဓာတ်တစ်လုံးပေါ်တည်သွားတဲ့အခါကျတော့အဲ့ပေါ်သူသဘောလေးတွေကိုမြင်လာတာဝိဇ္ဇာဓအဲ့ဒီကောင်ပြန်ပယ်တယ်ပြန်ပယ်တဲ့အခါကျတော့ဓာတ်တတိသဘောတက်ကလေးဖောက်ပြန်တဲ့သဘောလေးမြင်နေတာပီတိဒါပီတိတံဘောဇင်းနဲ့ဒါပီတိဇန်နဲ့အဲ့ဒီပီတိကိုလည်းပယ်ဖြစ်တယ်ပယ်ပြီးတော့အဲ့ရဒီပီတိချမ်းသာနှိမ့်သက်တဲ့သဘောလေးဒုက္ခကိုလည်းပယ်ဖြစ်တယ်ဒါပီတိပတ္တိဇံဘောဇင်ဆိုတဲ့ပတ္တိတံဘောဇင်ဒါအတူတူပဲအဲ့ဒီတော့သူ့ဘုံမှာဓာတ်လုံးမှာသေချာချာသတိထားရနေပြီးတော့ကြာသတိထားလာတဲ့အခါကျရုပ်ပရမတ်သူ့သဘောသူဆောင်ပြီးဖောက်ပြန်ကားမြတက်ပါလားလို့မြင်သွားပြီးဓာတ်လုံးမှာဧကဂရာတည်သွားပြီဒါသမာဓိပိုင်းတည်သွားပြီဧကဂရာလည်းကြာသွားပြီအဲ့ဒီဘဝနေပြီးတော့လှုပ်ခြင်းပြုတ်ခြင်းပေးခြင်းကတ်ခြင်းယုံခြင်းနဲ့စိတ်တွေကိုလည်းဥပိ္ပခချရတယ်ဥပိ္ပခတံဘောဇင်နဲ့လည်းပြည့်စုံလာပြီသမာဓိတံဘောဇင်ဓာတ်တစ်လုံးပေါ်မှာတစ်လုံးချင်းပေါ်မှာအစအလယ်ဆုံးတတိထားသွားတဲ့ကြောင့်ဓာတ်ပေါ်မှာသမာဓိဖြစ်သွားပြီးတော့သမာဓိတံဘောဇင်နဲ့ကြည့်မယ်ဆိုရင်လည်းဘောဇင်9ပါးခြံလိုက်ပြီလေဓာတ်တစ်လုံးပေါ်ကနေညံမပေါက်ဘူးလက္ခဏာမကူဘူးအဲ့လိုသစ္စာဉာဏ်နဲ့အမှန်ယောဂီပရမတ်သူ့သဘောဘယ်လိုလဲလို့သစ္စာဉာဏ်နဲ့အမှန်ကြည့်တဲ့အခါကျတော့ယောဂီပရမတ်လက္ခဏာသူ့သဘောသူဆောင်ဖောက်ပြန်ကာမျှပဲရှိပါလားပူတယ်တင်းနဲ့တောင်းနဲ့ထုံနေခြင်းနဲ့ကြိုက်တဲ့ခဲတဲ့လူမရှိရုပ်လက္ခဏာဖောက်ပြန်တာတခုတည်းတည်သွားပါလားလို့လေသစ္စာဉာဏ်အမှန်လည်းမြင်ရောအမှန်မြင်သွားပြီဟုတ်လားသူကကိစ္စဉာဏ်ဘာပဲလိုက်တယ်ပူတယ်ဆိုတဲ့တင်ညာတင်းတယ်ဆိုတဲ့တင်ညာတောင်းတယ်ဆိုတဲ့တင်ညာကြိုက်တယ်ဆိုတဲ့တင်ညာခဲတယ်ဆိုတဲ့တင်ညာအောင့်တယ်ဆိုတဲ့တင်ညာကြက်တယ်ဆိုတဲ့တင်ညာကိုပယ်လိုက်ဘာဖြစ်လို့လဲဆိုဖောက်ပြန်တဲ့သဘောဒီပူတာမဟုတ်ဖောက်ပြန်တဲ့သဘောဒီတင်းတာမဟုတ်ဖောက်ပြန်တဲ့သဘောဒီကြိုက်တာမဟုတ်ဖောက်ပြန်တဲ့သဘောဒီထုံတာမဟုတ်ဖောက်ပြန်တဲ့သဘောဒီအေးတယ်ပူတာမဟုတ်ရုပ်လက္ခဏာဖောက်ပြန်တာပဲလို့တက်ကလေးလည်းသိသွားရောပူတဲ့တင်းနဲ့တောင်းနဲ့ထုံနေခြင်းနဲ့ကြိုက်တဲ့ကလေးလည်းမရှိပြညတ်ကြီးကိုပယ်ပြလိုက်ပယ်သွားတဲ့ကြောင့်ကတ္တညာလွတ်မြောက်သွားပြီဘာတွေလွတ်မြောက်သွားလဲမရှိပရမတ်မရှိပြညတ်ပူတဲ့တင်းနဲ့တောင်းနဲ့ထုံနေခြင်းနဲ့ကြိုက်တဲ့ခဲတယ်လို့သိနေတဲ့အဝိဇ္ဇာကိုပယ်လိုက်တယ်ပယ်လိုက်တဲ့အတွက်ကြောင့်အဲ့ဒီပူတဲ့တင်းနဲ့တောင်းနဲ့ထုံနေခြင်းနဲ့ကြိုက်တဲ့ခဲတယ်ကြောင့်ဆင်းရဲနေတယ်ပူတာကြောင့်ဆင်းရဲတယ်တင်းတာကြောင့်ဆင်းရဲတယ်တောင်းတာကြောင့်ဆင်းရဲတယ်ထုံတာကြောင့်ဆင်းရဲတယ်ကြိုက်တာကြောင့်ခဲတာကြောင့်ဆင်းရဲတယ်ဆိုပြီးတော့ဖြစ်နေတဲ့ဆင်းရဲတဲ့စိတ်ကိုပယ်လိုက်တဲ့အတွက်ကြောင့်သစ္စာဉာဏ်အမှန်ကြီးပြီးတော့သမာဓိကနေပြီးတော့ဟာလားဓာတ်တစ်လုံးရဲ့ပရမတ်သူ့သဘောတက်ကလေးကိုသူ့သဘောဖော်ပြကမြတ်တက်ကလေးပေါ်မှာသစ္စာနဲ့အမှန်သူ့ဘက်ကိုသတိထားတဲ့ကောင်ဟာလားမရှိတဲ့အဝိဇ္ဇာပယ်သွားတာဘာတွေပယ်သွားလဲပထမဆုံးဖြစ်နေသမုဒိယနဲ့ဒုက္ခကိုပယ်လိုက်ပြီဉာဏ်နဲ့ပရမတ်တက်လေးကိုသေချာကြည့်တာကမဉဏ်မရှိတဲ့အဝိဇ္ဇာတဏမရှိတဲ့အဝိဇ္ဇာပညာအဝိဇ္ဇာသိညာတွေကိုပယ်လိုက်တော့ဆင်းရဲမှုချုပ်သွားတာအဲ့ဒီချုပ်မှုသဘောလေးရထားတာကအဲ့ဒါမျောရသစ္စာအခုမှသစ္စာ၄ပါးနော်သစ္စာ၄ပါးရပါပြီအဲ့တော့ရုပ်ရဲ့လက္ခဏာကိုဆက်ရှုတဲ့အခါကျတော့ဖောက်ပြန်နေတဲ့သဘောရှိတယ်ပူတယ်လို့မသိတင်းတယ်လို့မသိတောင်းတယ်လို့မသိထုံတယ်လို့မသိကျင်တယ်လို့မသိကြိုက်တယ်လို့မသိတော့ရုပ်လက္ခဏာဖောက်ပြန်တာပဲသိရုပ်လက္ခဏာပရမတ်သဘောလေးကိုကြည့်တဲ့အခါကျတော့ဖောက်ပြန်တဲ့သဘောရှိ
ပထမကမထောက်ဘဲနဲ့ပဂတိတိုင်းကြီးမယ်ဆိုလို့ရှိရင်ပူရတင်းနဲ့တောင်းနဲ့ထုံနေခြင်းနဲ့ကြိုက်တယ်ခဲတယ်လို့သိပထမရုပ်ကလေးဆက်ဆက်ကလေးသူ့သဘောတက်ကလေးတစ္ဆာနဲ့ထိုးကြည့်ဒီခါလို့ရှိရင်ပူရတင်းနဲ့တောင်းနဲ့ထုံနေခြင်းနဲ့ကြိုက်တယ်ခဲတယ်ဆိုတဲ့တင်ညာချုပ်သွားတယ်မရှိရဲ့အဝိဇ္ဇာမရှိပညာကြီးအောင်ပြုလို့ရှိရင်ဒုက္ခဆိုတဲ့သမုဒယတဏ္ဍာတန်သင်္ခါရတွေပေါ်ပြီးတော့နောက်ကဒုက္ခသစ္စာလိုက်လာတယ်ရှိပရမတ်တဲ့လေးကိုအောင်ပြုလိုက်တဲ့ခါကျတော့မရှိတဲ့ပူရတင်းနဲ့တောင်းနဲ့ထုံနေခြင်းနဲ့ကြိုက်တယ်ခဲဆိုပညာတွေချုပ်သွားတော့သမုဒယတွေ့တာစရာမရှိတော့ဒုက္ခချုပ်သွားတယ်အဲ့ဒါကိုအဲ့လိုဒုက္ခချုပ်နေတဲ့စိတ်ကလေးနော်တဏှာရက်နေတဲ့ပြတ်သွားတဲ့စိတ်ကလေးကိုကြည်ကျင်အပြင်အဲ့ဒါကနိရောဓသစ္စာပဲသမုဒယသစ္စာဒုက္ခ